PP ဟာဒူလူချွနေမှန်တိပြီးတော့တစ်ဖက်တင်းပေါ်လုံးမြင့်မြတ်ပြချားနိုင်အောင်အနောက်လိုက်မချိပဲနဲ့ပေါ်လုံးကပ်ပြီးခဲ့ပါတယ်သူကိုယ်တိုင်အချိန်မဆွဲဘဲနဲ့တစ်ဖက်တင်းနေမြတ်ပြချားနိုင်အောင်ပါ PP ဟာမက်ဆီလက်နာလီမှာပျော်စိတ်ညီတကောင်တွေ့ပြီးတော့မက်ဆီအတိုက်မခံရခင်အချိန်မှာပဲအလစ်မြတ်တက်နေပြီးတော့ကူညီပေးခဲ့ပါတယ်တိုင်ပတ်တွေဖြစ်ပေမဲ့မက်ဆီပျော်စိတ်ကြိုက်ခံရမယ့်အရာနဲ့လွတ်အောင်ကူညီပေးရလဲလေးစားစရာပါပဲ PP ဟာ Ramos ဟာလေးပေါ်မှာဟန်ချက်ပြတ်ပြီးတော့သူ့ရဲ့အန်ကယ်အောက်အကျမတော်မှာဆိုလို့ဟန်ချက်ညီညီနဲ့ကြားနိုင်အောင်လို့ကူညီပေးခဲ့ပါတယ်အသင်းဖော်အချင်းချင်းနဲ့အလွန်ချစ်ခင်တဲ့လူမျိုးပါဒန်နီယယ်ဘတ်ဟာရိုနယ်ဒိုခြေထောက်နဲ့အခါမဲ့နှိမ့်နေပြီးနေတာကို PP တွေ့ရပြီးတော့ဒန်နီယယ်ဘတ်ကိုအကျွေးတင်နေမှာဖြစ်တဲ့အတွက်သူကိုယ်တိုင်နဲ့ဒန်နီယယ်ဘတ်ရဲ့ခြေထောက်ကိုပြန်ပြီးတော့နှိမ့်နေပြီးရိုက်ချူပေးခဲ့ပါတယ်ရိုနယ်ဒိုနှိမ့်နေပြီးခဲ့တဲ့အတွက်ပြန်လည်းလုပ်ပေးလိုက်ရပါတယ်ကွင်းထဲမှာပြန်တဲ့ကစားသမားလဲကျပြီးချွတ်တက်သွားတဲ့အချိန်မှာတော့ PP ဟာချွတ်တက်နေတဲ့ခြေထောက်နဲ့ကြော်ကိုကန်ပြီးတော့ကစားသမားကိုကုသပေးခဲ့ပါတယ်တင်ပတ်ကစားသမားချွတ်တက်ပြီးတန်ရာနေအောင်လေးလေးမြင်မြင်ကုသပေးရတော့ချီကျူးစရာပါပဲဒါတင်မကလည်းပဲကျွန်တော်တို့ညီညာအဖေညောင်ရလာရင်နင်းပေးခဲ့လို့မျိုးပြန်တက်ကစားသမားကိုလည်းဒူးနဲ့တစ်ချက်ခြေထောက်နဲ့တစ်ချက်ပြက်ပြီးတော့နင်းနဲ့ပေးခဲ့ပါတည်း PP ကြောင့်ဘောလုံးလောက respect တွေနဲ့တည်ရှိနေရဆိုတော့ကျွန်တော်တို့တွေ့နေနိုင်ပါတယ် PP ဟာဒူလူချွနေမှန်တိပြီးတော့တစ်ဖက်တင်းပေါ်လုံးမြင့်မြတ်ပြချားနိုင်အောင်အနောက်လိုက်မချိပဲနဲ့ဘောလုံးကပ်ပြီးခဲ့ပါတယ်သူကိုယ်တိုင်အချိန်မဆွဲဘဲနဲ့တစ်ဖက်တင်းနေမြတ်ပြချားနိုင်အောင်ပါ PP ဟာမက်ဆီလက်နာလီမှာပျော်စိတ်ညီတကောင်တွေ့ပြီးတော့မက်ဆီအတိုက်မခံရခင်အချိန်မှာပဲအလစ်မြတ်တက်နေပြီးတော့ကူညီပေးခဲ့ပါတယ်တိုင်ပတ်တွေဖြစ်ပေမဲ့မက်ဆီပျော်စိတ်ကြိုက်ခံရမယ့်အရာနဲ့လွတ်အောင်ကူညီပေးရလဲလေးစားစရာပါပဲ PP ဟာ Ramos ဟာလေးပေါ်မှာဟန်ချက်ပြတ်ပြီးတော့သူ့ရဲ့အန်ကယ်အောက်အကျမတော်မှာဆိုလို့ဟန်ချက်ညီညီနဲ့ကြားနိုင်အောင်လို့ကူညီပေးခဲ့ပါတယ်အသင်းဖော်အချင်းချင်းနဲ့အလွန်ချစ်ခင်တဲ့လူမျိုးပါဒန်နီယယ်ဘတ်ဟာရိုနယ်ဒိုခြေထောက်နဲ့အခါမဲ့နှိမ့်နေပြီးနေတာကို PP တွေ့ရပြီးတော့ဒန်နီယယ်ဘတ်ကိုအကျွေးတင်နေမှာဖြစ်တဲ့အတွက်သူကိုယ်တိုင်နဲ့ဒန်နီယယ်ဘတ်ရဲ့ခြေထောက်ကိုပြန်ပြီးတော့နှိမ့်နေပြီးရိုက်ချူပေးခဲ့ပါတယ်ရိုနယ်ဒိုနှိမ့်နေပြီးခဲ့တဲ့အတွက်ပြန်လည်းလုပ်ပေးလိုက်ရပါတယ်ကွင်းထဲမှာပြန်တဲ့ကစားသမားလဲကျပြီးချွတ်တက်သွားတဲ့အချိန်မှာတော့ PP ဟာချွတ်တက်နေတဲ့ခြေထောက်နဲ့ကြော်ကိုကန်ပြီးတော့ကစားသမားကိုကုသပေးခဲ့ပါတယ်တင်ပတ်ကစားသမားချွတ်တက်ပြီးတန်ရာနေအောင်လေးလေးမြင်မြင်ကုသပေးရတော့ချီကျူးစရာပါပဲဒါတင်မကလည်းပဲကျွန်တော်တို့ညီညာအဖေညောင်ရလာရင်နင်းပေးခဲ့လို့မျိုးပြန်တက်ကစားသမားကိုလည်းဒူးနဲ့တစ်ချက်ခြေထောက်နဲ့တစ်ချက်ပြက်ပြီးတော့နင်းနဲ့ပေးခဲ့ပါတည်း PP ကြောင့်ဘောလုံးလောက respect တွေနဲ့တည်ရှိနေရဆိုတော့ကျွန်တော်တို့တွေ့နေနိုင်ပါတယ်